မခတ်တော့ဘူးဆိုမခတ်တော့ငက်ပါ လို့လေ feeling feeling ဒီဆိုင်လေးကဟိုးရေသူက2019လောက်က Dryington ကနေစူထပ်ကိုအဲ့တော့အလဲပေါ့နော်သွားတဲ့လမ်းမှာခဏဝင်နားတာနေကင်းအဲ့ဒါကိုမှတ်ထားပြီးတော့နေပြတော့ဒီကိုပြန်လာတာပေါ့နော် Debra ရဲ့ favorite place လာပြီကြောက်တယ်အာကိုသွားတာလေးရနော်ချစ်စရာလေးနော်ဟိုကဆမိုင်းလိုက်ကျွေးမယ်ဆိုဆမိုင်းနောက်လိုက်စားကြဖြစ်ပါတယ်။ဒါမှဟိုကောင်ကြီးရရှိပြောင်း look ဒီမှာတကောင်ကောင်းရ heavy လေချီ ဒါလေးဩ အောက်ကဖို့အပေါ်ကပါလား Let's go. Look. တကောင်လုံးနော် တက်ပါ 189 အပေါ်နန်ကဲ ဟိုလိုမျိုး ပေါ်နန်ကဲ ကျွတ် နန်ကဲဟိုတောင်ဆောင်နော် အဆမ်း ဒါရနော်ရာကြီးမှာရီကောက်ယူ อันนี้เป็นเคอรี่ไทยโอรี่สเปรรี่สไปซี่เลย Very เวรี่ spicy สไปซี่เลย not sweet โอเคอ่ะသူလိုက် ดูไร ရချမ်းလား ရှင်း ဒီကဲဒီမှာအာ ပေါ်လိုက်ပြမယ်မပြီးသွားပြီ မာလီနော် မပြီးသွားပြီmain dish သူပြောလိုက်မယ်နော်တပုတ်တပုတ် ဒီတော့လေးရလားစိုက်တယ် အလုံးကြီးရှယ် ဒီတော့ yellow ဟာလား seafood ခုန seafood ခုနစီ ဟမ်း အလုံးကြီးပဲပါဒီကျွတ်တာလည်းအ အော် လုံးကြီး ဟုတ်ကဲ့အော်ချစ်ပြီးတာဒါတော့တုံညံกุ้งချင်းလေးရဆက်နနလေးရဟောလေးရရောမျိုးစီချက်ထားတယ် ကြောက်ပါ မျိုးစီကြောပွားနေပြူတာ ဘယ်ကြောက် ဆိုတော့ ဟုတ်လို့ Debra she pineapple fried rice နေကြည့်တာကြည့် ဒါဆိုင်ကြ ကောင်းပါအေးကြိုက်ဆုံးပါ ပြောရခက်ဘူးလောလောဆယ်တော့အကုန်လုံးကြိုက်ငါးဟင်းလည်းကြိုက်တယ်ဒီဟိုလည်းကြိုက် ကိုကို အာ နဲ့ ကိုကမဟုတ်တော့ပိတ်တော့မသိ စားကြည့်တယ်ကျမဘာကြိုက်ဆုံးလဲ seafood ကိုနဲ့ Tastes like Oreo. တန်တာတော့ 8. ရန်ကောင်းကြိုက်တယ်နော် Okay let's go အေးပါပြီ အေးဝိုင်း အေးသွားပြီမှာ Good night Dog cat. Bye No! No bye. No bye bye. It's too cute.